ကမ္ဘာဘောလုံးဖွဲ့ချုပ် FIFA ဥက္ကဋ္ဌ Infantino ကတော့ FIFA အာရှကပ်ပြိုင်ပွဲကျင်းပမှာဖြစ်ကြောင်းကြေညာပြောကြားခဲ့ပါတယ်။အားလုံးပဲမင်္ဂလာပါ။ဒီ Soda Sport Entertainment Channel ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်။ FIFA ဥက္ကဋ္ဌ Infantino ကတော့အရှေ့တောင်အာရှဒေသတွင်းနိုင်ငံတွေအတွက် FIFA အာဆီယံကပ်ပြိုင်ပွဲကျင်းပသွားမှာဖြစ်ကြောင်းအာဆီယံစမစ်ကိုတက်ရောက်ချိန်ကပြောကြားခဲ့တာလည်းဖြစ်ပါတယ်။89ကြိမ်မြောက်အာဆီယံစမစ်ကိုတော့မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာအောက်တိုဘာလ26ရက်နေ့ကနေပြီးတော့မှ28ရက်နေ့ထိကျင်းပခဲ့ပြီးတော့FIFA ဥက္ကဋ္ဌ Infantino တက်ရောက်ခဲ့ပြီးတော့သူကတော့ FIFA နဲ့အာဆီယံတို့ကြားဆက်လက်ပူးပေါင်းလက်တွဲဆောင်ရွက်ဖို့9နှစ်သက်တမ်းရှိတဲ့နားလည်မှုရှိတဲ့စာချုပ်လွှာကိုလက်မှတ်ရေးထိုးခဲ့ရလေဖြစ်ပါတယ်။ဒါအပြင်အဆိုပါခန်းနားမှာဆိုရင်တော့ Infantino ကအရှေ့တောင်အာရှဒေသတွင်းအခုထက်ဘောလုံးလောကပုံမှုဖွံ့ဖြိုးတိုးတက်လာစေဖို့ FIFA အာဆီယံကပ်ပြိုင်ပွဲကိုကျင်းပသွားမယ်လို့ကြေညာပြောကြားခဲ့တဲ့အပြင်မိမိတို့အနေနဲ့လည်းအရှေ့တောင်အာရှဒေသတွင်းနိုင်ငံတွေနဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ပြောကြားခဲ့ရလေဖြစ်ပါတယ်။ FIFA ဥက္ကဋ္ဌ Infantino ကတော့ FIFA နဲ့အာဆီယံကြားသဘောတူညီမှုအသစ်တွေရရှိခဲ့ပါတယ်။ဒါတွေကတော့ဘောလုံးမှာကွဲပြားခြားနားစွာကူညီပေးနိုင်ပါလိမ့်မယ်။နောက်ပြီးတော့အရှေ့တောင်အာရှဒေသတွင်းကကလေးငယ်တွေလူငယ်လူရွယ်တွေအတွက်မျှော်လင့်ချက်အသစ်တွေဖြစ်လာမှာပါ။ကျွန်တော်တို့နဲ့ပူးပေါင်းဆောင်ရွက်မှုကအရှေ့တောင်အာရှဒေသတွင်းဘောလုံးအရွှေ့ကိုပို့ပြီးတော့တွန်းအားဖြစ်စေပါလိမ့်မယ်။ဒါအပြင်နိုင်ငံတကာနဲ့ချိတ်ဆက်မှုတွေကျန်းမာရေးနဲ့လူမှုဘဝတွေကိုလည်းအထောက်အကူတွေအများကြီးဖြစ်စေမှာပါလို့ပြောကြားခဲ့ရလဲဖြစ်ပါတယ်။ဒါအပြင်သူကဆိုရင်တော့အာဆီယံပေါ်မှာကုညီပံ့ပိုးမှုအနေနဲ့ FIFA အာဆီယံကပ်ပြိုင်ပွဲကိုကျင်းပသွားမှာဖြစ်ကြောင်းအဆိုပါပြိုင်ပွဲကတော့အရှေ့တောင်အာရှဒေသတွင်းဂုဏ်သိက္ခာကြီးမားတဲ့ပြိုင်ပွဲဖြစ်လာမှာဖြစ်ကြောင်းနဲ့ FIFA အာဆီယံကပ်ပြိုင်ပွဲကြောင့်အရှေ့တောင်အာရှဒေသတွင်းကနိုင်ငံလေရွေးစင်တင်းတွေရဲ့ဘောလုံးအဆင့်တန်းကလည်းများစွာတိုးတက်လာမှာဖြစ်ကြောင်းဆက်လက်ပြောကြားခဲ့ရလဲဖြစ်ပါတယ်။ဒါပေမဲ့ FIFA ဥက္ကဋ္ဌ Infantino အနေနဲ့ FIFA အာဆီယံကပ်ပြိုင်ပွဲကျင်းပသွားမယ်ကာလနဲ့နေရာတို့ကိုတော့ပြောကြားခဲ့ခြင်းမရှိဘူးလို့သိရပါတယ်။ Sorry Club အဲဒီလေအသင်းကကွင်းလေကစားသမားမီလင်ကိုဗစ်စာပစ်ကိုတော့2028ခုနှစ်ထိတပ်တန်းတို့စာချုပ်ချုပ်ဆိုခဲ့တယ်လို့သိရပါတယ်။အသက်30ရွယ်ရှိပြီဖြစ်တဲ့ကွင်းလေကစားသမားမီလင်ကိုဗစ်စာပစ်ကတော့2023ခုနှစ်နွေရာသီကစားသမားပြောင်းရွှေ့ကာလကလာစီကိုတင်ကနေပြီးတော့မှပြောင်းရွှေ့ခြင်းယူလို့တန်း40နဲ့ရောက်ရှိလာခဲ့တာဖြစ်ပြီးတော့သူ့အနေနဲ့လာမယ့်နွေရာသီမှာအဲဒီလေအသင်းနဲ့စာချုပ်တပ်တန်းကိုဆုံးမှာလည်းဖြစ်ပါတယ်။မီလင်ကိုဗစ်စာပေကတော့အဲဒီလေအသင်းမှာတနေ့လောက်ခလာစာယူရို25တန်ရရှိနေပြီးတော့စာချုပ်တပ်တန်းကုန်ဆုံးမယ်ဆိုရင်တော့ဥရောပအသင်းတစ်သင်းကိုပြောင်းရွှေ့ကစားဝယ်ရှိတယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပြီးတဲ့နောက်မှာတော့အဲဒီလေအသင်းကသူ့ကိုတပ်တန်းတို့စာချုပ်ချုပ်ဆိုခဲ့ရလဲဖြစ်ပါတယ်။မီလင်ကိုဗစ်စာပေကတော့အဲဒီလေအသင်းကို2023-2024ဘောလုံးရာသီကရောက်ရှိလာပြီးတဲ့နောက်အသင်းနဲ့တူပထမဆုံးဘောလုံးရာသီမှာ49ပွဲပေါင်းကစားခဲ့ပြီးတော့14ဂိုးသွင်းယူနိုင်ခဲ့ပြီးဂိုးဖန်တီမှု16ချိန်ပြုလုပ်နိုင်ခဲ့ပြီးတော့2024-2025ဘောလုံးရာသီက48ပွဲပေါင်းကစားခဲ့ပြီးတော့သွင်းကို18ကိုဂိုးဖန်တီမှု10ချိန်နဲ့အခုဘောလုံးရာသီမှာဆိုရင်တော့14ပွဲပေါင်းကစားထားရမှာတော့2ဂိုးသွင်းယူနိုင်ခဲ့ပြီးတော့ဂိုးဖန်တီမှု2ချိန်ပြုလုပ်ထားရလဲဖြစ်ပါတယ်။ဒါပြင်အဲဒီလေအသင်းနေနဲ့လည်းအခုဘောလုံးရသည့် Sorry Pro League ပြိုင်ပွဲမှာ6ပွဲရှင်ပြိုင်ကစားခဲ့ရမှာ4ပွဲနိုင်2ပွဲတည်ရနဲ့ရှုံးပွဲမရှိသေးဘဲနဲ့ရမှတ်14မှတ်နဲ့အမှတ်ပေးစရာအဆင့်3နေရာမှာအဆင့်1နေရာကအန်နာစာအသင်းနဲ့ရမှတ်4မှတ်ကွာခြားခဲ့ပြီးတော့ရပ်တည်နေရလို့သိရပါတယ်ဗျာ။